ရှိရှိတုန်းကတထေးကြီးတဦးမှာတားယောက်ျားလေးတွေရှိတဲ့အဲ့ဒီတထေးကြီးဟာအိုမေးမစွမ်းရှိလို့သွားကကျိုးစပင်ကဖြူနာကထိုင်းခါကကိုင်းဖြစ်ုံမကဘူးခဏခဏဖျားလိုက်နာလိုက်ဖြစ်နေတော့တေတော့မှာပဲလို့ထင်တာနဲ့သားတွေကိုခေါ်ပြီးလူကြီးဆောင်ရရှိမှလဲရီယာတွေရွှေငွေပစ္စည်းတွေကိုအမွေအဖြစ်နဲ့ခွဲဝေပေးလိုက်တဲ့တူတော်လဲတထေးအိုကြီးဟာအင်မတက်အသက်ပြင်းနဲ့တေကံမရောက်တတ်မပြောက်ဆိုသလိုဖျားတထားတဲ့နာတာနာတဲ့မတေဘူးလဲတစ်နှစ်ကုန်တစ်နှစ်ကူပေမဲ့မတေဘူးဆိုတဲ့ဇွဲနဲ့အသက်ရှိနေတာပဲတဲ့အဲ့ဒီလိုအသက်ရှိလေဒုက္ခများဒုက္ခရောက်လေပေါ့အိုးလို့မင်းလို့ဒုက္ခရောက်ရတာကတမျိုးဖျားနာလို့ဒုက္ခရောက်ရတာကတမျိုးသားတွေကမတတာလို့ညွန်ညင်ကျိန်ဆဲတာကိုခံရတဲ့အတွက်ဒုက္ခရောက်ရတာကတမျိုးဒုက္ခများမှာတေခါနီးမှအတော်ကိုပင်ပန်းဆင်းရဲရှာတဲ့ဟိုအရင်တုန်းကတော့အမွေမရသေးလို့သားတွေဟာမျက်နှာလိုချွေးရနဲ့အဖေအိုကြီးကိုသူ့ထက်ငါတာအောင်လှုပ်ကြွေးပြုစုကြတယ်အခုအမွေရပြီးပြီဆိုတော့အဖေအိုကြီးကိုဂယုမဆိုင်ကြတော့ဘူးမြန်တည်ရင်မြန်အေးမှပဲလို့အောက်မေ့ပြီးအသက်ရှိနေတာကိုပဲမနာလို့ဖြစ်နေတဲ့အတွက်ညွန်ညင်ကျိန်ဆဲကြတဲ့တနေ့ကျတော့တထေးအိုကြီးစီကိုမိတ်ဆွေဟောင်းတယောက်ဟာမာချောင်းတာချောင်းသတင်းမင်းရင်ရောက်လာတဲ့သူတို့နှစ်ဦးတွေ့ကြတဲ့အခါရှီဟောင်းနောက်ခစ်တွေကိုငင်းရင်ရှက်ရည်နဲ့ပြောကြတာပေါ့ဒီလိုပြောရင်းနဲ့တထေးအိုကြီးကသားတွေကိုအမွေခွဲပြီးတဲ့အကြောင်းသားတွေကမတတာလို့ညွန်ညင်ကျိန်ဆဲတဲ့အကြောင်းတွေကိုအသေးနာနာရှိတာနဲ့ပြောပြတာပေါ့အဲ့ဒီတော့မိတ်ဆွေလည်းစိတ်မကောင်းဘူးပေါ့အဲ့ဒါကြောင့်အကြံထုတ်ပါဦးမယ်အကြံရတဲ့အခါအကူအညီပေးပါမယ်လို့မှာကြားပြီးပြန်သွားတဲ့ရက်အနှဲငယ်ကြတော့အဲ့ဒီမိတ်ဆွာဒီဟာသူထေးအိုကြီးအိမ်ကိုလှည့်စီပြီးရောက်လာတဲ့ရောက်တဲ့ဆိုရင်ပဲကြောက်ခဲနဲ့တလဲတွေအပြည့်ထည့်ထားတဲ့အိတ်ကြီးတွေကိုထမ်းချလာပြီးသူထေးအိုကြီးရဲ့အိယာနာမှာထားပြီးတော့ဟောဒီလိုပြောတာကိုကဲတထေးကြီးကျွန်တော်လာတဲ့သတင်းကိုတထေးကြီးရဲ့သားတွေကြားကြလိမ့်မယ်ကြားရင်မေးမြန်းစုံစမ်းကြလိမ့်မယ်အဲ့ဒီအခါတထေးကဟန်လုပ်ဖို့အရေးကြီးတယ်ဟုတ်ရဲ့လားအခုကျွန်တော်လာတာဟာတထေးကြီးရဲ့အကျွေးတွေကိုဆက်ဖို့လာတာလို့ပြောပါဟောဒီကြောက်ခဲတလဲအိတ်တွေကိုမွေအိတ်တွေပါလို့ပြောပါဒီတော့တထေးကြီးစီမှာငွေတွေအများကြီးရှိသေးတယ်လို့မှတ်ကြလိမ့်မယ်အဲ့ဒီအခါတထေးကြီးရဲ့သားတွေဟာတထေးကြီးကိုဂရုစိုက်ကြလိမ့်မယ်ဒါပေမဲ့အိတ်ကြီးတွေကိုတော့မကင်စင်နဲ့တော့လုံခြုံတင်ထားပါကဲကျွန်တော်သွားလိုက်ဦးမယ်လို့ပြောဆူနဲ့လဲစီပြီးပြန်သွားရောတဲ့အဲ့ဒီနေ့မှာပဲတထေးအိုကြီးရဲ့သားမိုက်တွေဟာတရင်ကြားကြတာပေါ့တထေးအိုကြီးအိတ်ခမ်းထဲမှာငွေကြီးတွေရောက်နေတယ်လို့ကြားတော့အဲ့ဒီသားလုပ်တဲ့သူတွေဟာတွားရည်တွေများကြပြီးတထေးအိုကြီးကိုမျက်နှာလှုပ်ကြပြန်တာပေါ့လေအရှက်ကနဲပါပြီးတော့အချိုတစ်မျိုးအချင်းတစ်မျိုးအပူတစ်မျိုးအေးတစ်မျိုးစားစရာတောက်စရာတွေကိုကြိုးဆဆချက်ပြုတ်ပြီးပွဲကြီးပွဲငယ်နဲ့ကြွေးကြတိုက်ကြပြုစုကြတဲ့အဲ့ဒီလိုနဲ့အဖိုးကြီးဟာအသက်ရှည်သွားလိုက်တာမိစာကုံစီခန်းဆိုတယ်လို့နောက်ဆုံးမတက်နိုင်တော့မှတေရှာတဲ့အဖိုးကြီးလည်းတေရောတစ်ချိန်လုံးမျက်စောင်းထိုးနေကြတဲ့သူသားတွေဟာသူ့ထက်ငါအရင်ဦးအောင်အလူရက်နဲ့အိတ်ခမ်းထဲပြေးဝင်တယ်ပြီးအိတ်ကြီးတွေကိုဖွင့်လိုက်ကြတာအထဲမှာဘာတွေကိုတွေ့ရတယ်လဲဆိုတော့ကြောက်ခဲနဲ့တလဲကြီးပဲတဲ့